ထိတ်တန့်လောက်ကျန်တက်ဖြတ်သမားတယောက်ဟာဇုံးနဲ့ကြက်ဥကိုခောက်နေလို့ဇုံးရဲ့အရေးပြန်တဲ့ကနေတောင်ပေါ်မှာဝမ်းလျားမောက်ပြီးပြစ်ခတ်ဖို့အသင့်နေတဲ့အမျိုးသမီးစနိုက်ပါသမားတယောက်ကိုရုတ်တရက်တွေ့လိုက်တယ်။သူကအံ့အားသင့်ပြီးခဏတာတောင်းတင်းသွားတယ်။သူဘာမှမလုပ်နိုင်ခင်မှာပဲကြီးတောင်ပြစ်ထွက်လာပြီးကံကောင်းစွာနဲ့သူကကိုအနှဲငယ်ဆောင်းလိုက်နိုင်တာကြောင့်ကြီးကသူ့ကိုမထိပဲဖြစ်သွားတယ်။ထိတ်လန့်သွားတဲ့သူကချက်ချင်းခုန်ထပြီးအကာအကွယ်ယူဖို့ကြိုးစားတယ်။ဒါပေမဲ့စနိုက်ပါမကတော့မရက်သေးဘူး။သူမကတန်ချက်ကဖောက်နိုင်တဲ့ကြီးတောင်ကိုထပ်မံပစ်လိုက်တယ်။ဒါကိုမြင်တာနဲ့အဲ့ဒီလူကသူ့ရဲ့လှုပ်ဝက်လက်နက်ကိုအမြန်ထုတ်လိုက်တယ်။လက်နက်ဖက်ကိုတီးလိုက်တာနဲ့ရွှေရောင်လက်စုပ်ခုနှစ်ကွင်းကသူ့ပတ်ဝန်းကျင်မှာချက်ချင်းပေါ်လာတယ်။ရိုးရှင်းတဲ့လက်ဟန်နှဲငယ်နဲ့ပဲလက်နက်တွေဟာလေထဲမှာကိုယ်တိုင်လွှင့်မျောလာကြတဲ့စက္ကန့်ပိုင်းတွင်သူကပြားချက် drone 3 စင်းကိုတက်ဆင်ပြီးအဆောက်အုံမိုးပေါ်ကနေလွှတ်လိုက်တဲ့ drone တွေဟာအဝေးကတောင်ဘက်ကိုအရှိန်နဲ့ပြန်တန်းသွားကြတယ်။တစ်ဖက်မှာတော့သူကနေရာကနေမရွေးပဲစနိုက်ပါမရဲ့တီနေရာကိုစောင့်ကြည့်နေတဲ့စောင့်ကြည့်ရေးမှတ်တမ်းတွေကလည်းသူ့ရှေ့မှာတစ်ခုပြီးတစ်ခုပေါ်လာတယ်။စနိုက်ပါမကပြစ်ခတ်ဖို့ခလုံးနှိပ်တော့မဲ့အချိန်မှာပဲသူမကိုချိန်ရွယ်ပြီးလိုက်လာတဲ့ drone တွေကိုတတိထားမိသွားတယ်။အဲ့ဒီလူကတိုက်ခိုက်မှုကိုစတင်လိုက်တဲ့စနိုက်ပါမကလည်းအမြန်ဆုံးသူမရဲ့ခါမှာကျိုးတစ်ချောင်းချီလိုက်ပြီးနောက်တစ်ဖက်မှာတော့ drone တစ်စင်းကိုချိတ်ဆက်နိုင်ဖို့တန်ချောင်းပစ်ဆက်နင်းကန်နဲ့ drone ကိုချိတ်လိုက်တယ်။ drone ကတိကျတဲ့ပြစ်ခတ်မှုတွေနဲ့ကြီးတွေကိုအဆက်မပြတ်ပစ်ချလိုက်တဲ့စနိုက်ပါမကလည်းအလွန်ကျွမ်းကျင်စွာနဲ့ကြီးတွေကိုရှောင်တိန်ရင်အတားအဆီးတွေကြားကနေလျင်မြန်စွာလှည့်ပတ်ပြေးသွားတယ်။နောက်ဆုံးမှာတော့သူမက6ကမ်းမပေါ်ကနေခုန်ချလိုက်တယ်